အာရခတ်တို့ထင်းရှုံမျိုးတွေဖြစ်တဲ့တန်တွေဂွာရမ်ပြေပေါတိုနဲ့မောင်တိုစားတဲ့မျိုးတွေရဲ့ပင်လယ်ပြင်ကံတဲ့အနည်းမှာအခုရပိုင်းတွင်စစ်ကောင်စီကရစ်တက်ဖြစ်တင်းတာတွေနဲ့တွာလာလှုပ်ရှားမှုတွေများပြားနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။တန်တွေမျိုးငပလီကန်းချီအနည်းကပင်လယ်ပြင်မှာအရင်ကစစ်ကောင်စီနေပြီးနစီချီယာကနေအခုအော်တိုဘာပထမပတ်ကနေစပြီးတော့စစ်ကောင်စီနေပြီး6စီထက်မနစ်အင်အားဖြစ်တင်ထားပြီးတန်တွေနဲ့ဂွာကိုအတက်ဆင်းလုပ်ပြီးတော့လက်နက်ကြီးပစ်ခတ်တာတွေလည်းရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘာ9ရက်မှာတန်တွေကန်းချေမျက်နှာရှင်းဆိုင်မှာအထိုင်ရှားထားတဲ့စစ်ကောင်စီနေပြည်တွေကတန်တွေမျိုးပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့အာရခတ်တပ်ကအော်တိုဘာ10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပင်ဂွာမျိုးနဲ့ပုံညက်ကျွရရဲ့အနောက်ဘက်ပင်လယ်ပြင်ထက်မှာအထိုင်ရှားထားတဲ့စစ်ကောင်စီနေပြည်တွေကလက်နက်ကြီးစစ်တကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မောင်တိုနဲ့ပေါတိုမျိုးနဲ့ပင်လယ်ပြင်မှာလည်းကြောက်ချထားတဲ့စစ်ကောင်စီနေပြည်တွေမှာအခုရက်ပိုင်းအတွင်းသွာလာလှုပ်ရှားမှုတွေရှိနေတာကြောင့်ပင်လယ်ပြင်အနီးမှာရှိတဲ့ကြေးရွာတွေကဒေသခံတွေမှာစိုးရိမ်မှုတွေရှိနေတယ်လို့ဆိုကြပါတယ်။ဒါအပြင်ပေါတိုမျိုးနဲ့အနောက်ဖြုံကကျွန်းအနောက်ဘက်ပင်လယ်မှာရှိတဲ့စစ်တင်ဖို့3စီထက်မနစ်မှာကြောက်ဖြူနဲ့မောင်တိုမျိုးနေတွေကိုသွာလာလှုပ်ရှားမှုတွေရှိနေတယ်လို့သိရပါတယ်။ရခိုင်ကမ်းရိုးတန်းနေရာတွေမှာအထိုင်ရှားထားတဲ့စစ်ကောင်စီနေပြည်တွေကကမ်းအနီးမှာရှိတဲ့မြို့ရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေမကြာခဏလှုပ်ဆောင်နေပြီးတော့ငါဖန်ထွက်တဲ့ဒေသခံရေလုံသားတွေကိုလည်းဖမ်းဆီးမှုတွေရှိနေပါတယ်။အခုလိုစစ်ကောင်စီနေပြည်တွေကအာရခတ်တို့ထင်းရှော့မျိုးတွေရဲ့ပင်လေကမ်းအနေအနာထိတွာလာလှုပ်ရှားမှုတွေပြုလုပ်လာခြင်းမှာစစ်ရေးအရချင်းချောက်တဲ့သဖို့ဖြစ်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်။လက်ရှိမှာအေးဟာကုန်းမြေအများစုကိုထင်းရှော့နိုင်ပေမဲ့ရေပြင်နဲ့ဝေဟင်ကိုထင်းရှော့နိုင်ခြင်းမရှိသေးတာကြောင့်စစ်ကောင်စီကရေတက်အောက်ကိုတွေနဲ့အေးထင်းရှော့တဲ့နေမြေတွေရဲ့ကမ်းခြေတစ်လျှောက်တွာလာပြီးတော့ဒေသခံတွေရဲ့လုံခြုံရေးကိုချင်းချောက်နေတာလို့ရခိုင်စစ်ရေးစောင့်ကြည့်နေသူတို့ကဆိုပါတယ်။တစ်ဖက်မှာလည်းအာရခတ်တပ်တို့ကပင်လယ်ကမ်းအနီးမှာရှိတဲ့မြို့ရွာတွေကဒေသခံတွေအနေနဲ့စစ်ကောင်စီရဲ့ရေကြောင်းလေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးသတိထားပြီးတော့စစ်ရေးသတိရှိကြဖို့သတိပေးတိုက်တွန်းထားပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲရဲ့ကြေညာပြီးနောက်ပိုင်းရခိုင်တောင်ပိုင်းမြို့နယ်တွေကိုကြေးရည်လေအုံပြုပြီးတော့အေးထင်းချုံနေမြေတွေကိုဝင်ရောက်နိုင်ရေးကြိုးပမ်းမှုတွေစတက်မြင်နေရတာလည်းဖြစ်ပါတယ်။